အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးထဲမှာတော့ AI ကိုအသုံးပြုပြီးတော့ဟင်းချက်တဲ့ဗီဒီယိုလေးတွေပြုလုပ်နည်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ် ChatGPT ရော Gemini ကို prompt လေးရေးခိုင်းပါမယ်မြင်ကတော့ပဇွန်ထုတ်စီပြန်ဟင်းချက်နည်းလေးကိုပဲ prompt ရေးခိုင်းလိုက်ပါမယ်ပဇွန်ထုတ်စီပြန်ဟင်းချက်နည်းကိုဖန်တီးဖို့အတွက် prompt 10ခုလောက်ရေးပေးပါအသက်20အရွယ်တော့ရမှာနေတဲ့ကောင်မလေးကချက်ပြနေတဲ့ပုံစံပေါ့နော်လိုချင်ပါတယ်ပေါ့နော်အဲ့ဒီမျိုးကိုမှအသေးစိတ်လေးမြန်မာလိုလေးရေးခိုင်းလိုက်ပါမယ်အခုဆိုရင်ချက်ချင်းပဲဂျမန်တိုင်းက prompt လေးတွေ10ခုရေးပေးလိုက်ပါပြီ prompt ရဲ့ပြီးတော့ရှင်ဘေးနားမှာဘာပြီးရင်ဘာထည့်ရမယ်ဆိုတော့script လေးတွေရဲ့တစ်ခါတည်း2မျိုးပေါင်းမှရေးပေးလိုက်ပါပြီပုံထုတ်ဖို့အတွက်အပေါ်ဆုံးက prompt ကို copy ယူခဲ့လိုက်ပါမယ်ပြီးရင် new chat အသစ်ပြန်ခေါ်ပါမယ်ဟင်းချက်ပြနေတဲ့ကောင်မလေးပုံကိုကိုပုံနဲ့ထည့်သုံးလို့ရတယ်ဒါမှမဟုတ်ရင်လည်းကိုကြိုက်တဲ့မင်းသမီးပုံကိုလည်းထည့်သုံးလို့လည်းရပါတယ်ကျမကတော့မင်းသမီးဝင်းမို့ရွှေကြီးရဲ့ပုံကိုထည့်သုံးလိုက်ပါမယ်အပေါင်းလက္ခဏာလေးကိုနှိပ်ပြီးတော့ gallery ထဲကကိုကြိုက်တဲ့ပုံလေးကိုထည့်လိုက်ပါမယ်အောက်ကစာရမယ့်နေရာမှာအစောက copy ယူခဲ့တဲ့စာသားကိုထည့်ပြီးတော့ပုံလေးထုတ်ခိုင်းလိုက်ပါမယ်အစောကကျမတို့ထုတ်လိုက်တဲ့ပုံလေးရလာပါပြီတစ်ချက်ထောက်ပြီးတော့ဆေးလေးကိုနှိပ်ထားလိုက်ပါမယ်ပထမဆုံး prompt ရဲ့ပုံနဲ့ထွက်လာပြီဆိုတော့ဒုတိယ prompt ရဲ့ပုံကိုဆက်ထုတ်ပါမယ်ဒုတိယပုံဆက်ထုတ်ဖို့အတွက်အစောက prompt ရေးထားတဲ့စီကိုပြန်သွားပါမယ်ဒုတိယ prompt ကို copy ယူလိုက်ပါမယ်ဘယ်ပဲတောင်ဆုံးတာကအမြောင်းလေး၃မြောင်းနှိပ်ပြီးတော့အစောကပုံထုတ်ခဲ့တဲ့လေယာလေးတွေကိုပြန်သွားမှာပဲအဲ့ဒါမှပဲမျက်နှာတွေကပြောင်းမသွားမှာပါအခုစာရေးရတဲ့နေရာမှာအစောက copy ယူခဲ့တဲ့ prompt စာသားလေးကိုထည့်လိုက်ပါမယ်ထည့်ပြီးပုံထုတ်လိုက်ပါမယ်အခုဆိုရင်ဒုတိယပုံလေးလည်းရလာပါပြီဒီပုံလေးကိုလည်းအစောကလိုပဲထောက်ပြီးတော့ save လုပ်ထားလိုက်ပါမယ်ပြီးရင်အစောကလိုပဲ prompt စာသားဘက်ကိုပြန်သွားပြီးတော့တတိယပုံလေးကိုဆက်ထုတ်ပါမယ်prompt စာသားလေးကို copy ယူခဲ့လိုက်မယ်ပြီးရင်အစောကပုံထုတ်တဲ့နေရာလေးကိုပဲပြန်သွားပြီးတော့အဲ့စာသားလေးကို copy ချပြီးတော့ပုံလေးဆက်ထုတ်ခိုင်းလိုက်ပါမယ်ကျန်တဲ့ပုံတွေကိုလည်းဒီနီးလန်းလေးအတိုင်းပဲစက်တိုက်တွေထုတ်သွားပါမယ်เนาะကျမကအကုန်လုံးတခုချင်းကြီးလိုက်ပြောနေလို့ရှိရင်ဗီဒီယိုလေးကကြာသွားမှာဆိုလို့ပါအခုဆိုရင်ကျမတို့ပုံလေးတွေအကုန်လုံးထုတ်ပြီးပြီပေါ့နော်ပုံလေးတွေထုတ်ပြီးသွားလို့ရှိရင်အဲ့ပုံလေးတွေကမှစကားပြောအောင်လို့ပေါ့နော်ဘာပြီးရင်ဘာထည့်ပြီးတော့မျိုးပြောသွားတဲ့ပုံလေးတွေဗီဒီယိုလေးတွေဖြစ်အောင်လို့ဆက်ပြီးဖန်တီးပါမယ်ကျမတို့ Google Chrome နဲ့ကိုသွားလိုက်ပါမယ် Google Chrome နဲ့ရမှာ Hydra AI လို့ရိုက်ရှာလိုက်ပါမယ်ဒီအပေါ်ဆုံးက Hydra AI website လေးတွေဝင်လိုက်ပါမယ်ဒီ Hydra AI သုံးမယ်ဆိုရင်တော့ VPN Premium လိုပါတယ်သူကမြန်မာ location ဆိုရင်တော့ဝင်လို့မရပါဘူး US UK ဒါမှမဟုတ်ရင်လည်း Thailand ပေါ့နော်အနည်းဆုံးအဲ့လိုမျိုး location တွေဖြစ်ရပါမယ်ဒီ Hydra AI ကအကောင့်ဖွင့်ခြင်းကို coin 300 free ပေးပါတယ်ကျမတို့ free coin လေးတွေနဲ့ပဲဗီဒီယိုလေးတွေကို create လုပ်သွားပါမယ်ကျမတို့စကားပြောတဲ့ဗီဒီယိုလုပ်ဖို့အတွက်အပေါ်ဆုံးက talking video ကိုနှိပ်လိုက်ပါမယ်ဒီအပေါ်ဆုံးကနေရာမှာကိုစကားပြောစေချင်တဲ့ပုံကိုထည့်ပါမယ် upload ကိုရွေးလိုက်ပါမယ်gallery ထဲကကိုပထမအောင်ဆုံးပုံထုတ်ခဲ့တဲ့ပုံကိုရွေးလိုက်ပါမယ်ဒီအောက်က SP ဆိုတဲ့နေရာမှာကိုစကားပြောချင်တဲ့အတန်သွင်းပါမယ်အတန်သွင်းဖို့အတွက်ဂျမန်တိုင်းက prompt ရေးထားတဲ့စာသားတွေက script လေးကိုအော်ဖို့အတွက် script သွားကြည့်ပါမယ်ပေါ်ဆုံးကမင်္ဂလာပါရှင်ဒီနေ့ကျမတို့တောရစတိုင်းပစုံထုတ်စီပြန်ဟင်းကိုချက်ပြပါမယ်နော်ဆိုမှကိုနီးကိုဟန်နဲ့ပေါ့နော်အဲ့ဒါကိုကွညွတ်ပြီးတော့အတန်သွင်းဖို့အတွက်ဒီစာသားလေးကိုအတန်သွင်းပါမယ်အတန်သွင်းဖို့အတွက် Hydra AI တဲ့ကိုပြန်ဝင်လိုက်ပါမယ်ဒီအောက်က SP ဆိုတာလေးကိုတစ်ချက်ထောက်လိုက်ပါမယ်
ပြီးရင်အတန်သွင်းတဲ့ record ခလုတ်လေးကိုနှိပ်ပြီးတော့အစောကသူ script ရေးပေးတဲ့အတိုင်းပဲကျမတို့အတန်လေးသွင်းလိုက်ပါမယ်နော်ဒီအောက်က pro စာသားနေရာမှာကိုရဲ့ဒီအယုတ်ကပေါ့နော်စကားပြောနေတဲ့ပုံစံကိုနေဟန်ထားဘလို့ပုံစံနေမယ်ဆိုတော့အသေးစိတ်ကို pro အနေနဲ့ချရေးပြီးတော့ခိုင်းလို့ရပါတယ်အဲ့ဒီ pro နေရာမှာစာသားတွေဘာမှမရေးဘဲနဲ့ထားခဲ့လေရပါတယ်အကုန်လုံးပြီးရင်ဒီမြားလေးကိုနှိပ်ပြီးတော့ဗီဒီယိုလေးထုတ်ခိုင်းလိုက်ပါမယ်ပေါ် create လုပ်ခဲ့တဲ့ဗီဒီယိုလေးတွေပြန်ကြည့်ချင်ရင် home ထဲကိုပြန်သွားပါမယ် home ထဲက library ထဲကိုဝင်ပြီးတော့ဝင်ကြည့်လို့ရပါတယ်ဒီဗီဒီယိုလေးရပြီးတော့ save နှိပ်ထားခြင်းဗီဒီယိုလေးရဲ့ဒီတောင်စွန်းသားက down arrow ကိုနှိပ်ပြီးတော့ save လုပ်ထားလို့ရပါတယ်နောက်ထပ် Gemini AI ကထုတ်ခဲ့တဲ့ပုံတွေကိုလည်းဒီနည်းလမ်းလေးအတိုင်းပဲစကားပြောတဲ့ဗီဒီယိုလေးတွေဖန်တီးလို့ရပါတယ်နော်ပြီးသွားလို့ရှိရင်ကျမတို့ဒီဟင်းချက်နေတဲ့ဗီဒီယိုတွေကလုံးဝ realistic ဆန်အောင်လို့ပစုံနှွားနေတယ်ဆိုရင်ပစုံနှွားနေတဲ့ဟာလေးကလုံးဝ realistic ဆန်အောင်လို့ပုံရရင်မှာဗီဒီယိုပြောင်းတာနီလန်လေးဆက်သွားပါမယ်ပုံရရင်ဗီဒီယိုပြောင်းဖို့အတွက်ကျမကတော့ Gemini ကိုပဲတုံးထားပါတယ်ဒီပုံရရင်ဗီဒီယိုပြောင်းဖို့အတွက်ဆိုရင်တော့ Gemini ကို plus လေးဝယ်ထားဖို့လိုပါတယ်Gemini လေးရောက်သွားလို့ရှိရင်ကိုကပုံငိုင်းမှာဗီဒီယိုပြောင်းခြင်းနဲ့ပုံလေးတစ်ပုံကိုယူလိုက်ပါမယ်ပြီးသွားလို့ရှိရင် prompt လေးရေးခိုင်းပါမယ် prompt ကိုကမရေးတတ်ဘူးဆိုရင် ChatGPT ကိုသွားရင်မှာရေးခိုင်းလိုက်ပါမယ်ကိုလိုချင်တဲ့ပုံစံအသေးစိတ် detail ကြလိုချင်နေဆိုရင်လည်း prompt ကိုလည်း detail ကြပေးဖို့လိုပါတယ်အားကြောင့်မလို့ဒီပုံကိုဗီဒီယိုထုတ်ဖို့အတွက် prompt ရေးပေးပါကောင်မလေးကပစုံကိုအခုခွာနေတဲ့ဗီဒီယိုကိုထုတ်ချင်တာပေါ့နော်ပြီးရင် highly realistic style လိုချင်ပါတယ် prompt ကိုအင်္ဂလိပ်လိုရေးပေးပါဆိုမှ ChatGPT ကို prompt လေးရေးခိုင်းလိုက်ပါမယ်ခုဆိုရင် prompt လေးတွေကို ChatGPT ကရေးပေးလိုက်ပါပြီ prompt ChatGPT ကရေးပေးလိုက်တဲ့ prompt လေးတွေကို copy ယူလိုက်ပါမယ်ပြီးတော့ရှင်ဗီဒီယိုထုတ်ဖို့အတွက် Gemini Pro အကောင့်လေးတွေပြန်ဝင်ပါမယ်။ပုံရရင်ဗီဒီယိုပြောင်းဖို့အတွက်ဒီအပေါင်းလေးကိုနှိပ်ပြီးကိုယ့်ရဲ့ဖုန်းထဲကပုံလေးတစ်ပုံကိုရွေးလိုက်ပါမယ်။ဒီအောက်က Pro စာသားနေရာမှာစောက copy ယူခဲ့တဲ့ Pro လေးကိုထည့်လိုက်ပါမယ်။အခုဆိုရင်တော့ Gemini ကဗီဒီယိုလေးစပြီးထုတ်ပေးနေပါပြီ။ဗီဒီယိုထုတ်တဲ့ကြာချိန်ကတော့1မိနစ်ကနေ2မိနစ်ကြာပဲကြာတတ်ပါတယ်။ခဏလေးစောင့်လိုက်ပါမယ်။ဗီဒီယိုလေးရလာပါပြီဖွင့်ကြည့်လိုက်ပါမယ်ဒီဗီဒီယိုလေးကိုစေးထားချင်ရင်ဗီဒီယိုရဲ့အပေါ်ဒေါင်းနားလေးက down arrow လေးကိုနှိပ်ပြီးတော့စေးထားလိုက်ပါမယ်ကျန်တဲ့ဗီဒီယိုတွေပုံရရင်မှာဗီဒီယိုပြောင်းချင်တဲ့ဗီဒီယိုတွေထုတ်ချင်တယ်ဆိုရင်လည်းဒီနီးလန်းလေးအတိုင်းပဲထုတ်လို့ရပါတယ်ဂျပန်တိုင်းနဲ့ဗီဒီယိုထုတ်တယ်ဆိုတော့သူက VO3 quality နဲ့ရတာဖြစ်တဲ့အတွက် realistic ဆန်တဲ့ဗီဒီယိုလေးတွေရမှာပါပုံရရင်ဗီဒီယိုပြောင်းတဲ့ဗီဒီယိုတွေလည်းထုတ်ပြီးပြီစကားပြောတဲ့ဗီဒီယိုတွေလည်းဖန်တီးပြီးသွားပြီဆိုရင်ကတော့ကတ်တဲ့ဗီဒီယိုတွေကိုအကုန်လုံးကိုပြန်ပြီးတော့ဆက်လိုက်ပါမယ်ကတ်တဲ့ကိုဝင်ပါမယ်ကတ်တဲ့ရောက်သွားလို့ရှိရင် new video ခေါ်လိုက်ပါမယ်ကိုဆက်မဲ့ပေါင်းမဲ့ဗီဒီယိုတွေအကုန်လုံးကိုအစင်လိုက်စီလိုက်ပါမယ်ကိုထုတ်လိုက်တဲ့ဗီဒီယိုရဲ့ watermark တွေကိုဖြောက်ချင်ရင်ဗီဒီယိုတစ်ချက်ထောက်ပြီး crop ကိုနှိပ်ပြီးတော့မလိုချင်တဲ့အပိုင်းလေးတွေကိုဖြတ်ထုတ်လို့ရပါတယ်ဗီဒီယိုတွေအကုန်လုံးလည်းဖြတ်ပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ဗီဒီယိုကိုအောက်ကနေမှတီးလုံးလေးထည့်ပါမယ်တီးလုံးကိုကြာကိုကြိုက်တဲ့တီးလုံးလေးထည့်လို့ရပါတယ်ကျွန်မကတော့ TikTok ကရှာပေးထားတဲ့တီးလုံးလေးကိုထည့်လိုက်ပါမယ်တီးလုံးထည့်ဖို့အတွက်ဒီအောက်နားက audio နှိပ်လိုက်ပါမယ် audio တွေကစောင်းကိုတွက်နှိပ်ပါမယ်ဒီမှာကတော့ကက်ကအော်တိုပေးထားတဲ့တချင်းလေးတွေအများကြီးရှိတယ်အဲ့ဒီတချင်းလေးတွေကိုသုံးချင်တယ်ဆိုရင်လည်းဘေးနာအပေါင်းလေးကိုနှိပ်ပြီးတော့သုံးလို့ရပါတယ်ကျမကတော့ကိုသုံးချင်တဲ့အတန်ကိုထည့်ချင်တဲ့အတန်ကို customize လုပ်မှာဖြစ်တဲ့အတွက်အဲ့ထည့်ရမသုံးမှနဲ့ဘေးနာလေးက file ထဲကိုသွားပြီးတော့ကိုလိုချင်တဲ့တချင်းလေးကိုယူလိုက်ပါမယ်ကိုထည့်ချင်တဲ့တချင်းကို gallery ထဲကရွေးလိုက်ပါမယ်
ကိုထည့်ချင်တဲ့ဗီဒီယိုတစ်ချင်းကိုရွေးပြီးသွားရင် add audio ကိုနှိပ်လိုက်ပါမယ်အပေါင်းလေးကိုနှိပ်လိုက်ပါမယ်ဒီ volume ကိုနှိပ်ပြီးတော့တစ်ချင်းရဲ့နောက်ခံအတန်လေးကိုတိုးလိုက်ပါမယ်ဗီဒီယိုကိုလည်းနောက်ခံတစ်ချင်းလေးလည်းတွင်းပြီးပြီအကုန်လုံးလည်းအစင်လိုက်လည်းစီးပြီးသွားပြီအကုန်လုံးပြီးသွားပြီဆိုရင်ကတော့ export လေးနှိပ်ပြီးတော့ဗီဒီယိုလေးကိုထုတ်လိုက်လို့ရပါပြီအားလုံးပဲလိုက်လုပ်ကြည့်ပြီးအဆင်ပြေကြမယ်ထင်ပါတယ်နားမလည်တဲ့နေရာရှိလို့ရှိရင် Pay Messenger မှာပြန်လာမေးလို့ရပါတယ်